ကဲကိုရီးယား Starladder CS2 Major ကတော့17ရက်နေ့မှာစမှာဒါပေမဲ့ဒီနေ့ကစပြီးတော့ prediction လုပ်ချင်တဲ့လူတွေအင်ဂိမ်းထဲမှာဘာညာ battle pass ဝယ်ထားတဲ့လူတွေရှိလို့ရှိရင်ဒါတခါတည်း prediction လုပ်လို့ရအောင်ဒါကြိုပြီးတော့ပေးသွားမှာပေါ့နော်အားလုံးမဟုတ်လို့ရှိရင်မရနိုင်ဘူးတွေဖြစ်မှာဆိုတော့ okay ဆိုတော့ဘယ်အသင်းတွေတက်သွားလဲဘာညာ smart class ကိုကြည့်ကြအောင်ဆိုတော့အသင်းတွေမှာကတော့เนาะဒီမှာ Spirit တက်သွားတယ် Falcon တက်သွားတယ်เนาะ Vitality Mongo Furia Navi Mouse နဲ့ Face နဲ့เนาะနောက်ဆုံးဘာတွေပဲပြောရောက်လာတာကတော့ဒီအသင်းတွေပဲရောက်လာတာပါပဲဆိုတော့ Spirit နဲ့ Falcon နဲ့ Counter ရဲ့တကယ်မိုက်တဲ့တစ်ချက်ကတော့အားလုံးသိတဲ့အတိုင်းပဲ lower bracket မရှိဘူးဆိုတော့သူတို့ရှေ့မှာကလည်းstate 3ခုနဲ့ဆော့ခဲ့ပြီးပါပြီ state 3ခုနဲ့လုံးဝ swift format share ကြီးတွေဆော့ခဲ့ပြီးပါပြီဆိုတော့ဒီမှာလုံးဝမဆော့ရတော့ဘူးเนาะဆိုတော့ဒီရှေ့မှာဘယ်လောက်မှန်လဲဆိုတော့ရှေ့က stage 3မှာတစ်ခုနှစ်ခုသုံးခုလေးခုငါးခုမှန်တယ်เนาะငါးခုမှန်တယ်ဆိုတော့မစိုးပါဘူး6 9 8 9 10 10ခုရှိတာမှာ5ခုမှန်တယ်ဆိုတော့ဆိုပါဆိုတော့ဒီတစ်ခါမှာဘယ်လောက်မှန်မလဲ Spirit နဲ့ Falcon နဲ့ခေါင်းကြီးမှလည်းထပြီးတော့ရွေးရတာ Spirit နဲ့ Falcon နဲ့မှာတော့ Falcon ကိုတော့တိတ်တော့မကြိုက်ဘူးဆိုနေပေမဲ့เนาะ Spirit မှာ Don ရှိနေတာဒါပေမဲ့ Falcon ကလည်းတိတ်ပြီးတော့အားမရဟော Don ကပြည့်ရင်တကယ်ပြစ်တာ Don Chiro နဲ့ Spirit ကတသိန်းလုံးပြစ်တာ Falcon မှာ IGL လည်းတိတ်သဘောမကျဘူး Falcon မှာတော့3កောင်ရှိတယ် Nico ရယ် Monasi ရယ် Kiyosuke ရယ် Spirit မှာတော့2កောင်ပဲရှိတယ် Don ရယ် Shiro ရယ်2កောင်ပဲရှိတယ်ဆိုတော့ 3v2 ပေါ့နော် Okay ခဏထားလိုက်အောင်မယ် Vitality နဲ့ Mongols နဲ့เนาะ Mongols ကတော့ကိုရီဆန်စူးမရှိတဲ့ကတိတ်ပြီးတော့အခြေအနေမကောင်းတာဆိုတော့ Vitality ပဲတက်သွားမယ်လို့တော့ထင်တာပဲ Furia Navi ကတော့ပြောစရာမလို Furia နဲ့ရှင်ဆော့နိုင်တဲ့အသင်းမရှိဘူးရော Mouse နဲ့ Face နဲ့Mouse နဲ့ Face နဲ့ဒါ Mouse ကလည်းတိတ်အခြေအနေတော့မကောင်းဆိုပေမဲ့အိမ်ဝင်းသွားဖြစ်နေတာเนาะ Mouse ကဒီနေရာလေးတောင်လိမ့်မယ်နဲ့ကပါလာသေးတယ် Face ကတော့ဒီလောက်နဲ့ပဲကျင်းနေရမယ်ထင်တာပဲเนาะရောSpirit Falcon နဲ့ Spirit Falcon ဝါရော Falcon Vitality Furia Mouse Furia ဒီလိုပဲထပ်ဖြစ်မယ်ထင်တယ်နော်နောက်ဆုံးတစ်ခေါက်တော့လည်းဒီလိုပဲတွေ့သွားတာထင်တယ် Furia နဲ့ Falcon နဲ့ခဏလေးနဲ့ချက်သွား show ကြည့်လိုက်ဟုတ်တယ်မလားဟုတ်တယ် Blast Rival တုန်းကလည်းဒီလိုပဲ Blast Rival တုန်းကလည်း Vitality နဲ့ Spirit နဲ့ Vitality နဲ့ Falcon နဲ့ Furia နဲ့နောက်ဆုံး Furia ပဲနိုင်သွားတာ Molodoi နဲ့ဟိုဟာနဲ့နော်ဆိုတော့အဲ့နှစ်သင်းပဲပြန်တွေ့ကြမှာထင်တယ်ဆိုတော့ okay ဒါကတော့ကိုယ့်ရဲ့လုံးဝ prediction ပဲ okay ထင်ထားတဲ့အတိုင်းပါပဲနော် Falcon နဲ့ Spirit နဲ့မှာတော့ခုနပြောဆို Spirit က Don ပြစ်မှကျန်းတာအဲ့ Falcon မှာကျတော့ Nico ရဲ့ Monasi ရဲ့ Kiyosuke ရဲ့3កောင်ရှိတယ်ဆိုတော့3កောင်လုံးကကျန်းလာနိုင်တယ်ဆိုတော့မားရင်နိုင်တော့ဒီနေရာကတော့မားနိုင်တယ်ဗောနော်ဒီနေရာနဲ့ဒီနေရာနဲ့ကတော့မားနိုင်တယ်ဒီနှစ်ခုကတော့မမားနိုင်ဘူးဆိုတော့ Champion ကတော့နောက်ဆုံး Furia ပဲဖြစ်သွားမယ်ထင်ပါတယ်နော်ဆိုတော့အားလုံးပဲ good luck ပါဆိုတော့17ရက်နေ့ကနေစပြီးတော့ကိုရီဒီဘက်ရှိုင်းမှာမပြလဲဟိုဘက်ကိုရီ shine လေးမှာပြကြမယ်ဗောနော်ဘာလို့လဲဆိုတော့ဒီဘက်က copyright ထိနေ channel ကပြန်တော့လုပ်ထားတယ်Falcon ရဲ့ Vitality ရဲ့ Furia ရဲ့ Mouse ရဲ့နော် Mouse ကအိမ်ဝင်းမလို့ဆိုတော့နိုင်မယ်ထင်တာပဲ Face ကလည်းအဲ့လိုတိတ်သဘောမကျဘူးတခါတလေမှထပ်ပြစ်တာဆိုတော့ကောင်းလေဒီလောက်နဲ့ပဲကျင်းနေတော့မှထင်တာပဲဆိုတော့ဒီဘက် Torsi တို့ဘာတို့ကတော့မစိုးပါဘူးဆိုတော့ Mouse Furia နောက်ဆုံး Furia Falcon နဲ့ Furia နိုင်သွားမယ်ပေါ့ဆိုတော့အားလုံးပဲ good luck ပါဆိုတော့17ရက်နေ့ပြန်ပြီးတော့တွေ့ကြမှာကြာတာပတိနေ့ဟိုဟာ schedule လေးတင်ပေးလိုက်မယ်အားလုံးဟိုဟာခေါင်းလောင်းလေးတီးတာ subscribe လေးလုပ်သွားပေးပါဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ် see you